ခမားတို့ကလည်းနှစ်ဖက်နှစ်ဦးနှစ်ဖက်မျက်မျက်တာတော့စဉ်းစားပေါ့ဗျာခမားတို့လည်းပညာရေးတွေဝင်ကြီးတွေပဲနော်ပတ်စံတက်နိုင်တဲ့လူကကိုပိုင်တက်တန်းကျောင်းတွေနေတယ်ကိုပိုင်ကျောင်းတွေခုစာပိုင်းလိုနေရာတွေနေတယ်ပတ်စံမတက်နိုင်တဲ့လူကနောက်ဆက်ကဝင်ကြီးချုပ်အစိုးရရဲ့လက်အောက်မှာဖွင့်တဲ့ကျောင်းကိုနေတယ်ခင်ဗျားတို့ဘယ်ရာဖြစ်ဖြစ်နှမျိုးနှစ်ပုံစဉ်းစားပေးလေအစင်မပြေတဲ့ကလေးတွေကဘလို့ပြန်ပြေးမှာလဲသူတို့မှစားရမရှိနေရမရှိတဲ့ဘဝတွေဖြစ်နေရတော့မှခင်ဗျားတို့ကအဲ့လိုတော့စဉ်းစားအောင်ပေါ့ပြောလိုက်ဂုံတူးလိုချင်တဲ့လူတွေပြန်ပြေးပါလို့ဂုံတူးမလိုချင်တဲ့လူတွေကိုအောင်ပေးပါတယ်လို့ပြောလိုက်ခင်ဗျားတို့ဘာမှမ4 5လ20နဲ့ပဲအောင်ပေးပြီနော်အမတ်40နဲ့အောင်ပေးလိုက်သူ့ဘဝသူ့ဘာသူရှောက်လန်းလိမ့်မယ်လူတက်သွားသူ့ဘာသူခင်ဗျားတို့အဲ့မှာမေးချာတွေခွဲလိမ့်မယ်အဲ့မှာလာလိမ့်မယ်နော်အောင်ဖို့ပဲတဘာဝဘေးကြောင့်ဖြစ်တဲ့အရာကြီးတစ်ခုကိုကလေးတွေစိတ်ထဲမှာခင်ဗျားတို့အစိုးရကိုဆဲအောင်စိုးအောင်မလုပ်ပါနဲ့ခင်ဗျားတို့ကလည်းပြင်ဦးလွင်ဟာ EBC လိုပဲနော်ဦးမရောက်နိုင်လာရင်မီးလင်းတယ်ဦးမရောက်နိုင်မလာရင်မီးရမလင်းတော့ဘူးအဲ့တော့ဦးမရောက်နိုင်လာတော့ဦးမရောက်နိုင်ကိုချစ်တယ်မီးလင်းကောင်ဆိုပြီးတော့ငါတို့ပြင်ဦးလွင်မှာငါတို့အဘလာတယ်မီးလင်းကောင်လာတယ်မီးလင်းတယ်ဦးမရောက်နိုင်လည်းပြန်သွားရောဖြက်ညက်ကတ်လို့မှကြောက်လို့ဆဲရောအစိုးရကိုဆဲတာအစိုးရကိုခေါင်းဆောင်နေတဲ့လူကိုပါတက်ဆဲတာအခုအဲ့လိုဖြစ်နေပြီဘာလဲလားခင်ဗျားတို့ရဲ့အခြေခံမူမှန်တဲ့တရေစိတ်တွေလိန်ညာကောက်ကျစ်တတ်တဲ့အောက်တန်းသားစိတ်တွေကြောင့်ဖြစ်တာနော်အဲ့ကြောင့်မလို့ဖြစ်တာအကုန်လုံးအောင်ပေးရမလားဆိုတာပေးရမယ်မြန်မာပြည်မှာ 7.7 လောက်ရှိတဲ့မလီလောက်သွားတာလေဘဒူးမှလောက်ယူလာတာမဟုတ်ဘူးလေအားလုံးဒုက္ခပင်လေဝေကြတာလေကလေးတွေကလည်းဘလို့တက်နိုင်မှာလဲပေးလိုက်ပေါ်သူ့ဘာသူ10တန်းအောင်သူ့ဘဝသူကြောင်းလိုက်မယ်ဘာမှမဖြစ်ဘူးအဲ့ဒီအောင်ပေးတာကနော်အောင်သွားတဲ့ကောင်ကလည်းသူတက်ချင်းတက်မယ်တောင်းဆို DSC တက်ရင်လည်းတက်လိမ့်မယ်ဗျနော်အဲ့တော့ကျတော့လူကြီးတွေကိုအစင်ဆက်လိန်နေအကြံဉာဏ်တွေနော်လိန်နေငါနေရာမရမှာကြောက်လို့ခင်ဗျာပြောကျွန်တော်ပြောတာမှားနေလားဟုတ်လားဦးမင်းအောင်လိုက်လာရင်မီးလာတယ်ဦးမင်းအောင်လိုက်ပြန်သွားရင်မီးပြတ်တယ်အဲ့ဒါလိန်နာအဘကကြိုကြီးကိုလိန်နာဒီမှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့အကြီးအကဲတွေလည်းအလိန်ခံရတာကျွန်တော်လာဆိုရင်တော့ခင်ဗျာဗိုလ်ချုပ်လောက်စင်းဆိုခေါ်ချိတ်လိုက်မှာဟဲ့အောင်မင်းဦးမင်းအောင်လိုက်လာတော့မီးလင်းပြီးတော့မှဗိုလ်ချုပ်မူကြီးဦးမင်းအောင်လိုက်လာတော့မီးလည်းအခုဘာလို့မလာမင်းတက် report တက်ပြောတက်မင်းတို့လျှက်စစ်ဝင်ကြီးထားတာလားပြောသမ်းဟဲ့ငါဒီမှာအကြီးဆုံးဘာကြောင့်လဲဘာကြောင့်မလာပါဘူးအဲ့ဒီဗိုလ်ချုပ်ကချက်ချင်းတင်ကာစရာမူတို့မှာဦးမင်းအောင်လိုက်တို့နော်လျှက်စစ်ဝင်ကြီးထားတာဒီလိုပဲကာကြောက်ကြီးလာရင်တော့မီးလင်းတယ်ကာကြောက်မီးလာဘာကြောင့်လဲကျွန်တော်စော်ကားလာလားကျွန်တော်ဗိုလ်ချုပ်လောက်ဆင်းမလို့လားဗိုလ်ချုပ်မူကြီးလာတော့မီးလင်းပြီးတော့ကျွန်တော်တို့လိန်ခိုင်းတာလားလို့တက်ကြိုက်လိုက်အောင်ငါပြေဦးလေးမှာရှိတယ်ရောက်မင်းရှိတဲ့နေရာပဲပြောလိုက်ပြေဦးလေးရူဘီမက်မှာနေတိုင်းရှိတယ်နော်တီးတဲ့လူတွေတီးတယ်နော်တီးတဲ့လူတွေတီးတယ်ရှောက်ဘေးပင်နဲ့တွေ့ရဲဖို့ပဲလို့တာဇော်ဘိုးကြီးနဲ့တွေ့ရဲဖို့ပဲလို့တာနော်ငါတော့အဲ့လောက်ဆင်းဆိုရင်ငါပြည်သူမျက်နှာငါပြန်ကြည့်ပြီးတော့မှငါမြို့နယ်ငါနေတဲ့နေရာကိုငါကိုဒီလိုမီးတို့ဗိုလ်ချုပ်မူကြီးလာမှမီးအပြေးဝပေးပြီးတော့မှဗိုလ်ချုပ်မူကြီးပြန်သွားရင်မီးပြတ်တယ်ဆိုရင်ကြိတ်လိုက်မှာရှင်းရောတက်ကြိတ်လိုက်မှာကိုကဘာဖြစ်ချင်တာဖြစ်